小心电，小心电，主要是小心电。မန္တလေးမြို့82လမ်း40တောင်းမှာဖြစ်ပါတယ်ခင်ဗျာတိုက်တိုက်လုံးပြိုကျသွားတာပါလက်ဖေးဆိုင်မှာကျွန်တော်ရဲ့ဆိုင်ရဲ့ဘေးကလက်ဖေးဆိုင်မှာခင်ဗျာအောက်မှာတော့လူ3ယောက်ပြီးနေပါတယ်ခင်ဗျာ1ယောက်ကတော့အသက်မရှိတော့ပါဘူး2ယောက်ကတော့အသက်ရှိပါသေးတယ်ထုတ်လို့ကဘလို့မှမရသေးပါဘူးခင်ဗျာခဏလေးနော်ကရိန်းသွားခေါ်နေကြလားနော်ဘာမှဖြစ်ဘူးကြလားကရိန်းသွားခေါ်နေနော်ရေလေးပါလေးတိုက်အေးပါရေတောက်မလားရေရှိလားရှိတယ်အေးဟုတ်ပြီတောင်းလာတော့ကြောကြီးငါ့ရှိရကြားလာရအောင်哦，မြတ်စွာဘုရားရှိပါဦးလူလောကကြီးရဲ့ဖြစ်ပြမှုတွေကောင်းချစ်စင်လေယုံညံ့မှုတွေကိုရပ်တန့်ပေးပါဦးဘုမြတ်စွာဘုရားရှိပါဦးအတ္တတွေပြည့်နေမုန်းတရား